ရောပါအရှင်ဖျား နေ့ပါထိမှန် ဘာသာသင်္ကန်းက လောကသုံးပါး၌အောင်မြင်နိုင်ရန်တုတ်တန်ရန်ခက်ခဲလာသောစိတ်ညစ်ကြေးကိရိတာမှန်များကိုဝဒနာညာမညာဘုံညာတို့ဖြင့်အမြင့်ပြုတ်တုတ်တင်ခြင်းဖြင့်အများဆုံးစင်ကြယ်ခြင်းမြင့်မြတ်ခြင်းကိုရရှိတော်မူသောမြတ်စွာဘုရားလူသေးလေးစားစွာလိုက်နာခြင်းတို့သူတို့ကိုအပေးစင်းရဲ့ဒုက္ခဝေဒနာကင်းဝေးလူမျိုးစေနိုင်သောသူတော်ကောင်းတရားတိရောယရနာတပရိပါဏတာဆိုင်တော်ဘုံတော်ကိုဝါနေပြည့်စုံတော်သူတို့စင်ရိယာတန်ဃာယရနာအမြတ်တို့ညာယရနာတို့ကိုဤဝါစုခါမြတ်၌ရာမြတ်တို့လောက်မှုရှင်ကိုပူဇော်တော်ကုသိုလ်ကံစေနာမြတ်စွာဘုရားမူရှိတော်ရိယာတန်ဃာတော်သူတန်ဃာတော်ရှင်တို့ကိုအောင်လို့စားသုံးပေါ်ရာဆုံးခဲဝယ်ဘောစဉ်ဘုရင်ရတာတို့ကိုလောသင်္ကန်းပြိကရနောကမ္မဒါနာဝတ္ထုစေပစ္စည်းစုတို့ကိုတန်ဃာရှင်မင်းလူရန်ရတော်ဒါနာကုသိုလ်ကိုစီဝါဆောက်တည်ကြတော့တရဏဂုံတိရကုသိုလ်စင်နာပြတို့ကြောင့်မိခင်ဖခင်ကြီးညှို့မှုထားသောအာလုံးလုံးမိတိစေတိုင်းရှင်ဒီသားစုပေါင်းတော်ကောင်းတို့၏ကိုရင်းကိုပါအိမ်တို့အိမ်ပါအလုံးတွင်းလုံးပါသွားလျာလာလျာတို့၌အိဋ္ဌပိဏယာမံပေါင်းမကောင်းမှန်များကင်းစင်ပါ၏အလိုရှိအတောင်းတတော်ယောဂကင်းခြင်းအန္တရာယ်ကင်းခြင်းကျမ်းမာခြင်းယခုဘဝ၌လည်းကျမ်းမာချမ်းသာတတန်းစီတတန်းဒီတတန်းကျော်တတန်းပြိုနေထိုင်နိုင်ခြင်းအလိုရှိအတောင်းတတော်လောကီစီဝါကျမ်းသာလောကီကောင်းကျိုးဆန္ဒဝါတို့ပြည့်စုံခြင်းတို့ရောကောင်းကျိုးမင်္ဂလာဖြာဖြာတို့ကိုယခုဘဝ၌ပြည့်စုံစွာရရှိကြ၍သန္တရာဘဝခင်းနိုင်ပြည့်စုံစွာထထမ်းပုံပွား၌လူအပ်သည်များဒုက္ခချမ်းသာတို့နှင့်ပြည့်စုံကြပါစေဆင်းရဲချုပ်တဲ့အင်းကြီးရာပြီးတော့နိဗ္ဗာန်ချမ်းသာကိုဘုရားရနာရိယာတို့ကဲ့သို့မျက်မှောက်ပြု၍အမြတ်ဆုံးသောချမ်းသာခြင်းဖြင့်ပဲမိသားစုအားလုံးချမ်းသာကြပါစေ။ဒါရှင်အဟံဗန္တိဣဒံနေနာသာသင်္သတိလံဓမ္မယာသာမိလောကံကတ္တဝါ